မင်္ဂလာပါရှင်ဒီနေ့ကတော့ငါးကြော်နှံနဲ့မုံလာဥချင်းရင်းလေးချက်စားမှာပါမနက်စာအတွက်ကတော့ထမင်းကြော်လေးကြော်ဖို့အတွက်မနေ့ညကတည်းကထမင်းကိုတည်ထားပါတယ်ထမင်းကြော်ဖို့အတွက်ဆိုရင်ဒီနေ့ချက်ထားတဲ့ပူပူကြီးကို3နာတက်စားရင်မနေ့ကချက်ထားတဲ့ထမင်းနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်ထမင်းကြော်နဲ့တွဲစားဖို့အတွက်အချင်းလေးလည်းပြင်လိုက်ပါတယ်အိမ်မှာတမယာသီးကုန်နေလို့ရှာလကာရင်းနေနဲ့ပဲပြင်လိုက်ပါတယ်ရှင်မနက်စာစားပြီးပြီဆိုရင်တော့ကျွန်မကထမင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ဈေးကနေဝယ်လာတဲ့ငါးလေးတွေကိုစားလေးနယ်ပြီးတော့မှဒေချာလေးပြန်ဆေးလိုက်ပါမယ်ပြီးတော့မှစားရီစနုံမုံတွေချိုမုံတွေနဲ့နှက်ထားပါမယ်ရှင်ငါးကြော်နဲ့ချက်ဖို့အတွက်ငါးလေးတွေကိုအရင်ကြော်ပါမယ်ပြီးတော့မှစက်သွန်ဖြူနီထောင်းပြီးတော့မှခင်းကျင်သီးလေးနဲ့အနှစ်လေးချက်ပါမယ်ရှင်ငါးကြော်ထားတဲ့စီထဲမှာပဲစက်သွန်ဖြူနီလေးကိုစီတက်လိုက်ပါမယ်ခင်းကျင်သီးလေးထည့်ပြီးရင်တော့ရေလေးနည်းနည်းထည့်ရတာမုံလေးတွေထည့်ပြီးတော့အဖုံးလေးအုပ်ထားပါမယ်ရှင်ခင်းကျင်သီးအနှစ်ကြအောင်တည်နေတော့မှမုံလာဥချင်းရင်အတွက်ပြင်ဆင်ပါမယ်ရှင်မုံလာဥလေးတွေကိုစားလေးနဲ့တေချာလေးဆေးလိုက်ပါမယ်ကျမကချင်းကိုလုံးချက်မှာဖြစ်တဲ့အတွက်ကြောင့်အိုးထဲမှာအကုန်လုံးတစ်ခါတည်းထည့်လိုက်ပါမယ်အရသာအတွက်ပါဝင်ပစ္စည်းလေးတွေထည့်ပြီးပြီဆိုရင်တော့အရွက်လေးတွေနွမ်းသွားအောင်အရင်ဆုံးတည်ထားလိုက်ပါမယ်ရှင်အရွက်လေးတွေနွမ်းသွားပြီဆိုရင်စုံစည်းရည်ထည့်မယ်မကြီးရည်ထည့်ပြီးပြီဆိုရင်တော့မုံလာဥချင်းရင်းလေးရပါပြီရှင်ခင်းကျင်သည့်အနှစ်ထဲကိုငါးကြော်လေးတွေထည့်ပြီးရင်တော့ငါးကြော်နှက်လေးရပါပြီရှင်ဒီဟင်းလေးကလေကုန်ကြတက်တာပြီးထမင်းစားမိနာမလို့ချက်စားကြည့်ကြပါဦးနော်